nhìn ra đây tụ chính chính sẽ sắm mấy ta quen rồi nó để cho một lúc nhìn trên mà đấy chính này ba con bị sinh chính gì chính đấy suy phải cái ít tuổi là lưu nhiều cô chúng bua cái khó thốt là chúng số ra cái sinh nhẹ này bên man nàyนี่ไทยခက်ခဲတယ်ဘာခွင့်ရမှမရှိဘူးဘဝရှုံးတာပေါ့ကျွန်ဆိုတာနော်ဘုရားကပေးခြင်းနဲ့ချမ်းသာရှိတယ်လွတ်မြောက်ခြင်းရှိတယ်စစ်မှန်တဲ့လွတ်မြောက်ခြင်းငြိမ်ဝှက်ခြင်းချမ်းသာဆိုတာအစစ်ဆိုတာဘုရားထဲမှာပဲရှိတယ်လောကမှာကျွန်တော်တို့ရှာတဲ့အရာတွေရသွားလို့ကျွန်တော်တို့ဒါကျွန်တော်တို့အတွက်ဝမ်းမြောက်ခြင်းအစစ်လို့ကျွန်တော်တို့ခံယူထင်သွားတတ်တယ်ပေါ့နော်အဲ့တော့စ조사ရှာနေတဲ့လုပ်နေတဲ့အရာတွေရလိုက်တော့လို့ပြောနေခြင်းမဟုတ်ပါဘူးဒီအရာတွေကိုကျွန်တော်တို့ကအသက်ရှိနေတွေ့တော့ကျွန်တော်တို့ရှာနေလုပ်နေရမှာပဲဒါပေမဲ့ဒီလောကမှာကျွန်တော်ရသွားတဲ့မြင်ရတဲ့အရာတွေကကျွန်တော်တို့အတွက်အစစ်မဟုတ်နော်ဒီကနေ့အစစ်ငြိမ်သက်ခြင်းစစ်မှန်တဲ့လွတ်မြောက်ခြင်းစစ်မှန်တဲ့ဝမ်းမြောက်ခြင်းဟာဘုရားအထက်မှာခရစ်တော်အားဖြင့်ကျွန်ဖြစ်နေရင်တော့မှနော်ဒါစစ်မှန်တော့လွတ်မြောက်ခြင်းရှိတယ်ဖြစ်တယ်နော်တော့ဘုရားခေါ်ထုတ်တာဘုရားချစ်လို့ခေါ်ထုတ်တာဒီကျွန်ဘဝထဲမှာပဲကျွန်တော်ဘဝမဆုံးရှုံးသွားဖို့အပြီးမတက်သွားဖို့ဘုရားကိုယ်လည်းလာခေါ်ထုတ်တာကျွန်တက်လုံးကျွန်ဖြစ်နေတဲ့ခါကျတော့လေသူကလည်းမလွတ်မြောက်နိုင်မှာကိုယ့်ကိုမလွတ်မြောက်နိုင်မှာတိကတော့ဘုရားကိုတားကြတာပေါ့နော်အမျိုးမျိုးကိုယ့်ဟာကိုယ်စ조사ရုန်းကန်ပြီးတော့လှုပ်ရှားနေပြီမဲ့မလွတ်မြောက်နိုင်မှသိလာတဲ့ခါကျတော့ဘုရားကယ်ပါလို့တားကြတာပေါ့အဲ့တော့ဘုရားလည်းငါလူကြီးဆုံးရှုံးနေတယ်ပင်ပန်းနေတယ်ခက်ခဲနေတယ်ဆင်းရဲနေတယ်ဘာမှလွတ်မြောက်ခြင်းအစစ်မရှိဘူးဆိုတော့ဘုရားလည်းမောရှေကိုလွတ်ပြီးတော့လာခေါ်ထုတ်တာပေါ့အဲ့တော့လူတွေကလည်းလိုက်လာဘုရားခေါ်ထုတ်တာဝမ်းမြောက်ဝမ်းသာစွာနဲ့လိုက်လာနော်ဘုရားနောက်လိုက်လာခဲ့ပြီးတော့ပထမတော့ပြောတာပေါ့အခက်ခဲဘုရားနောက်လိုက်လာပြီဆိုတော့သူတို့အေဒုံပင်လေလေးတွေ့ချင်တာမှမဟုတ်တာဘုရားနဲ့ပတ်သက်တဲ့ဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းပဲတွေ့ချင်တာဟုတ်နော်ခေါ်မကြပါဘူးအေဒုံပင်လေလေးတွေ့ရောပြစ်တင်ပါလေမောရှိငါတို့အီဂျစ်မှာမင်းတင်ကြိုင်းမရှိလို့လားတင်ကြိုင်းရှားလို့လားဒီမှာငါတို့ကိုလာပြီးတော့မြုပ်ရအောင်မင်းငါတို့ဒီတမန်တော်ခေါ်လာတာလားထွက်လာတော့ငါတို့ရွှေနဲ့ငွေနဲ့ဂျုံဘွားကလွတ်ပြီးဆိုပြီးတော့hallelujah praise the lord ဒီဆို hallelujah တွေပါရေးလဲဆိုလာတာလေနော်ဘဝမှာမရှိမဖြစ်ယေရှုတွေပါလေရေးတယ်ဗောယေရှုပေါ့ကြီးကျယ်ဆိုလာတာခန္ဓာတွေကြောင့်အေဒုံပင်လဲတွေ့ရောယေရှုဘဝမှာကြီးမြတ်ဆုံးယေရှုပျောက်ကုန်တယ်နော်အဲ့ဒါဘာထွက်လဲတင်းကြိုင်းမရှိလို့လားငါတို့အခုမှနေတာအေးစီပါဒါဖြစ်တတ်တာပေါ့နော်ဘယ်သူမှအဖြစ်မပြောဘူးလေကျွန်တော်ဖြစ်တတ်တယ်ကျွန်တော်တတ်ပါနော်ဘုရားခေါ်တယ်ဆိုတာကဘုရားဟာဘယ်သူလဲကြီးပဲပင်လေကြီးကဖြတ်လို့မှမရတာအနောက်ကလည်းလိုက်လာစစ်တပ်ကဘလို့မှကိုလည်းပြန်ခုခံလို့မှမလွယ်တာအဲ့ဒါကိုသိစေချင်တာလေနော်လွတ်မြောက်ခြင်းဆိုတာကဘာမှအခက်ခဲမရှိတော့တဲ့လွတ်မြောက်ခြင်းမှမဟုတ်တာလွတ်မြောက်ခြင်းဆိုတာခက်ခဲခြင်းကိုဖြတ်တန်းတာလေနော်ဖျားနဲ့အတူဖြတ်တန်းတဲ့စစ်မှန်တဲ့အနှစ်သာရပေါ့ဖျားဆိုရင်ကျွန်တော်တို့ကဒုက္ခမရှိရဘူးအခက်ခဲမလို့ခြင်းဘူးအသွေးသားမနာခြင်းဘူးမဟုတ်လေဒီအသွေးသားတကယ်တော့ခြံခဲ့ရမှအရာလေနော်ကျွန်တော်ရဲ့အသွေးသားက
ဒါကြောင့်မလို့ဘုရားကအစစ်ဆိုတဲ့ဝိညာဉ်အရာကိုပြနော်တော့ဖြတ်သွားပါလေရောအေတုံပင်လေတီးကြတာပေါ့နော်အာရပါယပတ္တာတီကာခုံပြောမူချီမွန်းနော်ခဏနေကြတော့ရေမရှိဘူးနော်ဘာမရှိဘူးဟာကန္တာရကြီးစားတော့ဆိုင်မရှိဘူးအဝတ်အစားဆိုင်မရှိဘူး night club မရှိဘူးနော်ထားချိုက်ရှိမလားဟလားမလေးရှားမှာတောက်တာအေးအဲ့ဒါလည်းမရှိဘူးနော်ဘာမှမရှိတဲ့ခါကျတော့ဘုရားတခင်မောရှိပြောပြန်ပြီဒီမှာတင်ချိုင်းမရှိလို့လားနော်အဲ့တော့ဘာမရှိဘူးကန္တာယဘုရားခေါ်တဲ့လမ်းမှာလေတင်နဲ့ကျွန်တော်မျိုးလေးနဲ့ရပါမှမရှိဘူးဘာမရှိဘူးဘုရားစီးဆိုင်မရှိဘူးနိပညာမရှိဘူးတက္ကသိုလ်မရှိဘူးနော်တွင်းတာဝါမရှိဘူးနော်ကျွန်တော်တို့အပန်းဖြေရမယ့်နေရာတွေမရှိဘူးလာလာပပအရာတွေဘာမရှိဘူးဆိုတော့ကျွန်တော်တို့တွေလေနည်းနည်းလေးဖတ်ပြမနော်လမ်းမရှိဥယျာဉ်ချမ်းမရှိငွေပေးပြီးဝယ်စားနိုင်သည့်မြို့ရွာမရှိနေရိပ်မရှိဗျာဆေးပင်မရှိအဲ့နေရာကိုဘုရားဘာလို့ခေါ်လာနော်ဘုရားခေါ်တဲ့လမ်းကလူကြိုက်တဲ့လမ်းမဟုတ်ပါဘုရားခေါ်တဲ့လမ်းဆိုတာဘုရားခေါ်တဲ့လမ်းဆိုတာလူအတွက်ဂျင်းနဲ့စရာကောင်းတဲ့နေရာတော့မဟုတ်ပါဘူးလိုက်မယ်မလိုက်ဘူးကတော့မင်းရဲ့သဘောပေါ့နော်တည့်ရဲ့သဘောပေါ့ဘာတင်ဒီချင်းလို့နေမယ်မနေဘူးကတော့မင်းရဲ့သဘောပါတနေရာစာတော့ပြင်ဆင်ထားပြီးပြီတင်းနဲ့ကျွန်တော်အတွက်တော့ဘုရားကနေမယ်မနေဘူးကတော့တင်းနဲ့ကျွန်တော်ရဲ့သဘောပဲနော်ဒါကြောင့်မို့လို့ဘုရားခေါ်တဲ့နာမှာဘာပဲရှိတော့ဘုရားပဲရှိတာရေလားဘုရားပဲမုံလားဘုရားပဲအင်ဂျီလားဘုရားပဲစားတော့ဆိုင်လားဘုရားပဲနော်ဘာမရှိဘူးလူနာလဲတဲ့လမ်းမဟုတ်ဘူးလူကြိုက်တဲ့လမ်းမဟုတ်ဘူးလူအတွက်အဆင်ပြေကြည်တဲ့လမ်းတော့မဟုတ်ဘူးနော်တင်းချိုင်းရှားလို့လားကွာမင်းငါတို့အီဂျစ်မှာတင်းချိုင်းရှားလို့လားလို့တော့ complaint တက်တယ်လေတကယ်တော့နော်တေချာပြန်စဉ်းစားကြည့်တင်းချိုင်းပြောတာတကယ်တော့တင်းချိုင်းသွားခြင်းလို့လားဒီကလူတွေအဖွဲ့အစည်းကပြောသေးတယ်မင်းတို့တော့တဲ့ထွက်သွားတော့တဲ့မင်းတို့မတကြိုပေးဦးတော့တဲ့အမင်းတင်းချိုင်းနဲ့လာချိန်ချောက်နေသေးတယ်ကဲတော့သူတို့ဘယ်သူမှတင်းချိုင်းသွားချင်တာမှမဟုတ်တာနော်ကဲတော့ဒီကနေ့ကျွန်တော်တို့ဘဝရဲ့အစစ်ဟာဘုရားပဲဘုရားခေါ်တဲ့လမ်းမှာအဲ့တော့ဘုရားခေါ်တဲ့လမ်းမှာကျွန်တော်တရက်ပြီးတရက်ဘုရားကိုမျက်မှောက်ပြီးတော့သွားဖို့ရည်ကြီးတယ်ဘုရားကိုရှေ့ရှုပြီးတော့သွားဖို့ရည်ကြီးတယ်အဲ့ဒီခါမှာဘုရားကိုပဲမြင်တတ်မှတခါလေဘာလို့လဲဆိုတော့တခါလေအခက်ခဲတွေကျွန်တော်တို့ကိုနောက်ကျောနဲ့ဓာတ်ထိုးခံရတာတွေကလေအပြင်လူမဟုတ်ဘူးအတွင်းလူတွေတကယ်ရင်းနှီးတဲ့သူတွေတကြောင်ဘာပြောချင်လဲဆိုတော့ဘုရားကိုပဲကြည်ပါအဖွဲ့အစည်းကိုလည်းမကြည်နဲ့တခါတလေကိုပေါင်နေတဲ့အဖွဲ့အစည်းတွေကကိုမေ့ကောင်မေ့သွားမယ်ဘာလို့လူကိုအဲ့တော့ဒီကနေ့ဘုရားကိုကြည်မှာပဲအဲ့တော့ဘုရားကိုပဲကြည်လူကိုမကြည်နဲ့ဆိုတော့လေအဖွဲ့အစည်းကလည်းဗျာမတာနေဖို့လည်းမဟုတ်ဘူးလေနော်ဖွဲ့စည်းထဲမှာပါဝင်တဲ့အင်္ဂါဝင်ခြင်းတွေတကယ်ဘုရားကိုကြည်နိုင်တော့အချင်းချင်းကိုလည်းသဘောထားတက်လာပါတယ်ကဲပြောချင်တာကတော့ကျွန်တော်တို့ကတနေ့တစ်နေ့တိုးတက်သွားရမယ်ယဉ်ကျက်သွားရမယ်နော်အဲ့ဒါကိုအစပြုပြီးတော့ပြောချင်တယ်ဒီနေ့ဘာကိုပြောချင်လဲဆိုတော့ဟေဘရဲဩဝါဒစာထဲမှာလေနော်ဟေဘရဲဩဝါဒစာဆိုတာကဟေဘရဲလူမျိုးတွေကိုရည်ရွယ်ဥတည်ပြီးတော့ဆုံးမထားတဲ့စကားနော်ဟေဘရဲဘာလို့ဟေဘရဲလဲဟေဘရဲလို့ခေါ်လဲဆိုရင်ဟေဘရဲဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က pass over နော်
မြစ်ကိုဖြတ်ကူးခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်တော့ဟေပြဲလူမျိုးဖြစ်လာမယ်ပထမဆုံးတော့အစပုဂ္ဂိုလ်ကအာဗျဟံတော့ဟေပြဲဆိုတဲ့စကားလုံးအတိုင်းသူကမြစ်ကိုဖြတ်ကူးလာတော့သူဖြစ်တယ်အရင်တော့ကသူကဘယ်မှာနေတာလဲဆိုရင် Euphrates နဲ့ Tigris မြစ်နှစ်ခုကြားမှာခါလဒဲဆိုတဲ့နေရာဒေသမှာသူနေတယ်အဲ့ဒီနေရာဒေသကထာဝရဘုရားကိုမတိကြောခိုင်းပြီးတော့ရုပ်တုနတ်တွေကိုကွယ်ပြီးတော့မှနော်နေတဲ့နေရာအာဗြဟံကအဲ့ဒီနေရာမှာမွေးဖွားကြည်ပြင်းလာတယ်နော်အဲ့တော့ဒီနေ့မှာဘုရားကသူ့ကိုခေါ်တယ်သူကခါလဒဲလူမျိုးပဲနော်ခါလဒဲအမျိုးပဲပေါ့သူကဟေပြဲမဟုတ်ဟေပြဲရဲ့အဓိပ္ပာယ်ကမြစ်ကိုဖြတ်ကူတော်သူဒါနဲ့ဘုရားကသူ့ကိုခေါ်တယ်နော်ကပောက်ကျမ်းမှာဒါတော့ကျမ်းညွှန်းနေကျမ်းပိုက်တွေကျွန်တော်မပြောတော့ဘူးနော်အကြောင်းအရာပဲပြောသွားမယ်အဲ့တော့ဘုရားရဲ့ခေါ်တဲ့ကိုကြားတဲ့အခါမှာဘုရားရဲ့စကားကအာဗျံရဲ့အထက်ထဲမှာဘုရားကိုယုံဖို့အစွမ်းကိုဖြစ်စေတယ်ကိုဟာကိုယုံတာမဟုတ်ဘူးနော်သူစိတ်ကူးနဲ့ဘုရားကိုတည်လာတယ်ဘုရားကိုမြင်လာတယ်ဘုရားကိုသဘောပေါက်လာအဲ့လိုမဟုတ်သူရဲ့အတိတရားခံစားစိတ်အလိုဆန္ဒထဲမှာဖယားရဲ့ဝိညာဉ်ကသူ့ရဲ့ဝိညာဉ်ကိုလာတူထီလာပြောတယ်အဲ့ဒီမှာသူ့ရဲ့အတိစိတ်ခံစားစိတ်အလိုဆန္ဒစိတ်ကဖယားကိုတုံ့ပြန်လိုက်တာအဲ့တော့ဖယားကနံဝိညာဉ်ဖယားဖြစ်တော့ကြောင့်အဲ့ဒီစကားကအသက်ရှင်တယ်နော်အသက်ရှင်တယ်ဒါကြောင့်အသက်ရှင်စေတဲ့ဘုရားရဲ့စကားကလူရဲ့ဝိညာဉ်ကိုလာပြီးတော့တုတ်ထီတယ်ဖွင့်ပြတယ်အလင်းပေးတဲ့အခါမှာလူကိုရှင်စေတယ်အဲ့တော့အဲ့ဒီဘုရားရဲ့ဝိညာဉ်ကလူဝိညာဉ်ကိုလာပြီးတော့အလင်းပေးတဲ့အခါမှာလူကရွေးချယ်ပေါ့နော်အခုဘုရားစကားပြောတယ်တချို့တွေကနားထောင်ခြင်းမှထောင်မယ်လေဒါလူတိုင်းမှာလွတ်လပ်ခွင့်ရှိတာဆိုတော့ဘုရားစကားကိုတုံ့ပြန်ရင်တော့ဘုရားနဲ့အဆက်ရဘုရားစကားကိုမတုံ့ပြန်ဘူးငါမယုံဘူးငါသဘောမတူဘူးဆိုရင်တော့လည်းဒါကိုသဘောပဲနော်ဆိုတော့ဘုရားရဲ့စကားကိုကိုကတုံ့ပြန်ဖို့ဆုံးဖြတ်ရင်တော့အဲ့ဒီဘုရားနဲ့အဆက်တွေရသွားကျွန်တော်နဲ့အဆက်တွေရဖို့ပြောတာမဟုတ်ဘူးနော်ဘုရားနဲ့အဆက်ဒါဆိုလူစကားထဲမှာတော့လူကအားနဲ့ချက်ပါကောင်းပါပါမယ်ဒါပေမဲ့အဲ့ဒီထဲမှာဘုရားရဲ့အသက်ရှင်တဲ့စကားကိုသင်ကကြားတယ်ဘုရားရဲ့ဝိညာဉ်ကကြားစီတာပါနားလည်စီတာဘုရားဝိညာဉ်ကဘုရားရဲ့အလေးလာအဲ့တော့အဲ့ဒီဘုရားရဲ့အလေးလာကိုဘုရားဝိညာဉ်ကကြားစီနားလည်စီတဲ့အခါမှာကိုကတုံ့ပြန်လိုက်ရင်အဲ့ဒါကိုဟာဘုရားနဲ့အဆက်ရတာအာဗြဟံကဘုရားကိုစကားကိုကြားတဲ့အခါမှာသူကတုံ့ပြန်ခြင်းနဲ့ထွက်လာအဲ့တော့အဲ့ဒီမှာနေတော့ရုပ်တုကိုကွယ်တယ်တစ်သက်လုံးနတ်တွေနဲ့နော်ဘုရားကိုကြောခိုင်းပြီးတော့နေတဲ့ညပန်ရှင်းရှင်ဘုရားခေါ်တယ်လည်းကြာသူကယူဖရေးတီမြစ်ကိုဖြတ်တယ်ယူဖရေးမြစ်ရဲ့တစ်ဖက်မှာကခန္ဓာနော်အကြောင်းဘုရားကဘယ်ကနေဘယ်ကိုထွက်လာစီချင်တာလဲဆိုရင်နော်လောကရုပ်တုကိုယ်ွယ်ခြင်းတွေကနေအသက်ရှင်တဲ့ဘုရားကိုကိုယ်ွယ်ခြင်းတွေကလုံနေကြထုံးစံတွေကနေပြီးတော့ဘုရားရဲ့ဝိညာဉ်ပဂတိအထဲကိုနော်ပြီးရင်သူကမြေကြီးအရာကနေကောင်းကင်အရာကိုကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကနေဝိညာဉ်အထဲကိုဘုရားကပြောင်းစေခြင်းတယ်ကူးလာစေခြင်းတယ်နော်အဲ့တော့အဲ့ဒါကလည်းဘာကပဲကျွန်တော်တို့ကိုကူးပြောင်းစေလဲဆိုတော့ဘုရားရဲ့စကားကပဲကူးပြောင်းစေနော်ဒါကြောင့်မလို့အာဗြဟံကအသက်ရှင်တဲ့ဘုရားရဲ့စကားကိုကြားတဲ့အခါမှာသူကြီးပြင်းနေထိုင်ခဲ့တဲ့ခါလဒဲရုပ်တုကိုယ်ွယ်အရက်ကနေယူဖရေးတီမြစ်ကိုကျော်ပြီးတော့တစ်ဖက်မှာရှိတဲ့ခန္ဓာဘုရားကိုကိုယ်ွယ်အရက်ကိုနော်ကူးပြောင်းလာတယ်ဒါကြောင့်မလို့ဟေပြဲလူဒီကိုဆုံးမတဲ့ဩဝါဒနော်အဲ့တော့ဟေပြဲလူဆိုတာကူးပြောင်းသောသူဖြစ်တယ်အဲ့တော့သူတို့ကဘာသူဖြစ်လာလဲနော်ဂျူးလူမျိုးတွေဖြစ်လာတယ်ဂျူးလူမျိုးတွေကဖျားခေါ်တဲ့နောက်ကို
မြစ်ကိုဖြတ်ကူးလာတော်သူဖရာဘက်ကိုကူးပြောင်းလာတော်သူနော်ပဋိညာဉ်အဟောင်းကနေပဋိညာဉ်အသစ်ကိုကူးပြောင်းလာဖို့ဖရာကအလိုရှိအဲ့တော့သူတို့ဂျွန်ဘွားကနေခေါ်ထုတ်လာပြီးတော့မှခန္ဓာပြရောက်လာတော့ပေါ့မရောက်ခင်တော့ကန္တာရပေါ့အဲ့ဒီမှာဖရာပဋိညာဉ်ပြုတယ်နော်ဖရာပဋိညာဉ်ပြုတယ်အဲ့ဒီပဋိညာဉ်ပြုတဲ့ပဋိညာဉ်ကကြောက်ပြားပဋိညာဉ်နော်ရေးထားတဲ့စာပဋိညာဉ်ဒါပေမဲ့အဲ့ဒီဂျူးလူမျိုးတွေကမလုံနိုင်လုံမယ်လို့သာဝန်ခံပြီးတော့အာမင်ထူးခဲ့ပေမဲ့အဲ့ဒီကြောက်ပြားမှာရေးတဲ့ဘုရားရဲ့ပဋိညာဉ်ကိုကောင်းပေမဲ့ဝိညာဉ်သဘောရှိတယ်ဘုရားကိုယ်တိုင်ပြီးတဲ့အတွက်ဝိညာဉ်သဘောအပြည့်ရှိတယ်ဒါပေမဲ့ဒီလူတွေကဘလို့မှသူတို့အစွမ်းနဲ့ဒါကိုမလိုက်နိုင်အဲ့ဒီမလိုက်နိုင်တာကိုဝန်မခံဘူးနော်ဒါနဲ့ပဲသူတို့ကဒါကိုပဲအတိတကျထုံးစံလို့ကျင့်သုံးလာဓမ္မသစ်ခေယေရှုအထိရောက်လာဂျူးတွေကသူတို့ရဲ့အလေးအလာထုံးစံစီကံပညာအဲ့ဒါနဲ့ပဲသူတို့ကကျင့်တယ်ကျင့်လေပြီးတော့မှဖခင်ကယေရှုခရစ်အဖြစ်ပဋိညာဉ်အသစ်ပေးမယ်ဆိုတာကိုတော့သူတို့ကလက်မခံဘူးနော်ယေရှုကိုလည်းကားစဉ်တင်လိုက်တယ်ယေရှုကိုလည်းမင်းကိုမင်းဖခင်သားလို့ပြောတာငါတို့ဖခင်စော်ကားတာပဲဒီလောက်လူကဒီလောက်ညဉ့်ညူးတာအတန်ရှင်းတဲ့ဖခင်သားလို့မင်းကိုမင်းပြောတာဖခင်စော်ကားတာမင်းကအပြိုကညာမွေးတာမဟုတ်ဘူးငါတို့ကျမ်းစာမှာဒီလိုမပြောဘူးနော်မင်းကမေရှိယလည်းမဟုတ်ဘူးငါတို့မျှော်နေတဲ့မေရှိယလည်းမဟုတ်ဘူးဆိုပြီးတော့ယေရှုကိုကားစဉ်တင်တက်လိုက်တယ်တော့ဖခင်ရဲ့အစီအစဉ်ကသူတို့တွေဟာတကယ်တော့ဒီကြောက်ပြားပြည့်ညက်ပေးတယ်ပရိညင်ပေးတယ်ဆိုတာကလိုက်ဖို့ပေးတာမဟုတ်မလိုက်မင်းတို့ဘာမှမဟုတ်ဘူးမင်းတို့ကညဉ့်ညူးတယ်ဘုရားကကြီးမြတ်တန်ရှင်းတယ်ဘလို့မှမင်းတို့ဒါကိုမလုပ်နိုင်ဘူးဆိုတာသိဖို့ ਨੇ ဒါကိုလုပ်ပေးမဲ့အရှင်ကိုညွန်ပြနေတာအဲ့ဒီအတွက်ပေးတာပြည့်ညတ်ဆိုနော်တကယ်တော့ပြည့်ညတ်ပေးဖို့ဆင်းလာတာလည်းမဟုတ်ဘူးဘုရားကတကယ်တော့တောင်ပေါ်မှာမောရှိအဖြစ်လာစကားပြောမယ်ရင်းရင်းနှီးနှီးနေဖို့လာအဲ့ဒီမှာသူတို့ကဖះကိုကြောက်သွားတာဟာမိုးချိန်နဲ့ငလင်လောက်တယ်တလောက်ကြီးမြတ်တဲ့ဖះဒါတော့မှသူ့ကိုယ်သူမိုးတိမ်အမဲနဲ့ဖုံးထားတာဒီလောက်တန်းနဲ့ချီတဲ့လူတွေကဖះတန်ကြားပြီးကြောက်တယ်နော်ကြည့်မောရှိကြတော့ရိုးရိုးလေးပဲ ACC ပဲအဲ့အမောင်ထဲဝင်တော့ဖះနဲ့တော့တွေ့တယ်ကဲဒါဆိုဘာကွာလို့လဲဟိုရိုးရိုးစဉ်းစားမယ်ဆိုဒီလောက်လူတန်းနဲ့ချီတဲ့လူတွေကလူအုပ်ကြီးရှိတာဘာကြောက်စရာလို့ရိုးရိုးစဉ်းစားရင်လေမောရှိတယောက်တည်းကတောင်ကြောက်စရာကောင်းမယ်သူဆိုတယောက်တည်းခွန်အားလည်းမရှိဘူးအဖော်လည်းမရှိဘူးဒါပေမဲ့ဆိုလိုချင်တာကဖះဟာရင်းရင်းနှီးနှလုံးသားအတွင်းနဲ့ပေါင်းတဲ့ဆက်ဆံခြင်းမောရှိမကြောက်ဘူးမောရှိတော့ဘာပြဿနာမရှိဘူးဖះတော့ဝင်ပြီးတော့ဖះနဲ့ယဉ်နီးအားလုံးနဲ့အဲ့လိုယဉ်နီးစေချင်ယဉ်နီးချင်တာဖះကဒါပေမဲ့တို့ကမဟုတ်ဘူးမောရှိမတော်နာထောင်ငါတို့ပြန်လာပြောငါတို့လုပ်မယ်တကယ်တော့လုပ်လည်းမလုပ်နိုင်ပါဘူးเนาะအဲ့ဒီကနေစပြီးတော့ဒီပညာကသူတို့မလုပ်နိုင်ဘဲနဲ့ချိုးဖောက်ပြီးသားမလာခင်ကလေးကိုချိုးဖောက်ပြီးသားအဲ့တော့ဓမ္မသစ်ခေရောက်လာခရစ်တော်ဒီသူတို့ကဒါပဲဒီကြောက်ပြပဲဒီပိဋိညာဉ်ပဲဒီဥပုပ်ပဲဒီပညာတော်10ပါးပဲเนาะဒါပဲတကယ်တော့လဲသူတို့လည်းမနိုင်ဘူးသူများပေါ်မှာလည်းတင်တယ်သူတို့လည်းမနိုင်ဘူးသူများချိုးဖြစ်ရင်သူများစီရင်သေးတယ်ပညာကဒီလိုနော်မင်းတို့ကပြစ်မှားတာဟိုဒါကြောင့်ပွဲတော်မစားနဲ့သူကကြတော့စင်ပေါ်နေခေါ်ပြီးတော့အတွင်းထဲမှာမာရင်းနေကြတော့နော်ဖះမြင်တာပဲလေသဘောပြောပြတာဆိုတော့လူတွေကအဲ့လိုကိုလည်းမရှောက်နိုင်ဘူးတပည့်တော်ဘော်တွေလည်းဂုတ်ပေါ်မှာလည်းပဲတဘိုးတင်တယ်တပည့်တော်တွေမားရင်လည်းပဲစီရင်သေးတယ်ပြီးတော့သူကဟိုတိုက်ပုံကြီးကိုပြီးတော့ဝတ်လုံအဖြူကိုပြီးတော့စင်ပေါ်ကနေအတွင်းထဲမှာကြိတ်ပုံမားနေတာတော့နော်သူမပြောအဲ့ဒါကြောင့်လူမမြင်ဘူးလေဟိုကကျတော့လူမြင်တာ哦ဆိုတော့ဖះအကုန်မြင်တယ်လေဆိုအဲ့လိုဘာသာတရားကအဲ့လိုဖြစ်နေတာပျက်စီးနေတာဆိုတော့ဒီကနေ့ဘာပြောတယ်လဲဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကပုဂ္ဂိုလ်ဖြစ်တဲ့ဖះရဲ့အထက်ထက်ကိုတွားဖို့လို့နော်အဆင့်တက်လန်းလာဖို့လို့အဲ့ဒီကျွန်တော်တို့ကဘယ်ရလဲပဋိညာဉ်အဟောင်းကနေပဋိညာဉ်အသစ်ဓမ္မဟောင်းကနေဓမ္မသစ်လောကကနေဝိညာဉ်တဲ့ညီကြီးကနေကောင်းကျင်အရာနော်တဲတော်ဝင်းထဲမှာပဲမကြည်နဲ့တဲ့တော့တဲတော်အထဲကိုဝင်တက်ပြီ
အဲ့ဒါကိုပြောနေတာဟေဘရဲဩဝါဒစာဆိုဓမ္မသစ်လည်းရောက်လာတယ်ပေါလုကဆုံးမတယ်ဟေးတဲ့နော်ဟေဘရဲလူအရင်ရှေးခေတ်တုန်းကတော့တဲ့ prophet တွေနဲ့ကောင်းကင်တမန်တွေနဲ့အထက်ထက်အနီးနီးပြာသိပေးပြီမယ်ဒီနောက်ဆုံးသောအချိန်မှာတော့တဲ့ဘုရားသခင်ကသူ့သားတော်နဲ့ပဲစကားပြောတယ်တော့နော်တဲ့နော်ရှေးလွန်လင်ပြီးတော့အခါ prophet များအဖြစ်ဘိုးဘေးတို့အားအထက်ထက်အနီးနီးပြာသိပေးတော်မူသောဘုရားသခင်ဒီနောက်ဆုံးသောကာလအခါမိမိသားတော်အဖြစ်ငါတို့အားပြသိပေးယေရှုကိုကြည့်တော့ဆိုပေါလုဟာလည်းဂျူးပဲလေပေါလုကလည်းဟေဘရဲလူမျိုးပဲလေဒါပေမဲ့အခုဂျူးလူမျိုးတွေကဒီဂျူးဝါဒနော် Judaism ဂျူးဩဝါဒနဲ့ပဋိညာဉ်အဟောင်းနဲ့လုံနေကြထုံးစံနဲ့နော်မြေကြီးအရာနဲ့တဲတော်ဝင်းနဲ့ကိုယ်စိတ်ခံစားချက်တဲ့ပဲနေတယ်အခုပြောင်းလာတော့အခုနောက်ဆုံးခေတ်မှာယေရှုခရစ်အဖြစ်ပဲစကားပြောနေပြီပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်ထဲကိုလာတော့မင်းတို့လုံနေကြထုံးစံနဲ့ပဲမနေနဲ့တော့ပြောင်းလာတော့ဒါကိုပြောတာယေရှုပြောတဲ့စကားဓမ္မသစ်ရဲ့ပဋိညာဉ်သစ်ရဲ့အလေးလာတဲ့ကိုလာတော့လို့ပြောတာနော်အဲ့ဒါကိုဆုံးမနေတာအဲ့တော့ဒီမှာကြားဖြတ်ပြောမယ်ယေဘရဟိတ်အကြောင်းပြောတယ်ဂျူးလူမျိုးတွေကဒီဓမ္မဟောင်းနဲ့ပတ်သက်တဲ့ယေပူဇော်ရာတို့ထုံးစံတို့ယေကောင်တို့ယေဘရဆိုကောင်းကောင်းသိပြီးသားဒါပေမဲ့သူတို့အဲ့ဒီမြင်ရတဲ့ဒီပုဂ္ဂိုလ်တကယ်တော့ယေဘရဟိတ်အစစ်ဆိုတာခရစ်တော်ဆိုတာသူတို့မမြင်နိုင်ဘူးလက်လို့မခံနိုင်ဘယ်လိုမျိုးအကြောင်းမလို့မင်းတို့တွေကိုလေဖယားရဲ့နဲ့တဲ့ထာဝရကာလအရာကိုပြောပြလို့မရယေရှုဟာမေလခိဇေဒက်ယေဘရဟိတ်အစစ်နော်အာယုံဆိုတဲ့ယေဘရဟိတ်လူယေဘရဟိတ်ကတဲ့မင်းတို့ကိုအာမခံပေးတယ်လွတ်ချင်းပေးတယ်ဆိုရင်ယေဘရဟိတ်အစစ်ဖြစ်တဲ့မေလခိဇေဒက်ဖြစ်တဲ့ယေရှုဟာတာ၍ကြီးမြတ်တာပေါ့တဲ့အဲ့ဒီမေလခိဇေဒက်ဆိုတာလေပညတ်တရားတော့မပေါ်သေးဘူးအာဗြဟံလေသူ့တူကိုသူများခေါ်သိမ်းသွားလို့သူသွားပြန်စစ်တိုက်ပြီးတယ်ပြန်လာတဲ့အခါမှာမေလခိဇေဒက်ဆိုတဲ့မင်းကြီးကလာကြိုဆိုတယ်တဲ့သူ့ကိုကောင်းချီးပေးတယ်အဲ့ဒါကကပ္ပဦးကျမ်းကလေးကအဲ့ဒါထာဝရယေဘရဟိတ်ယေရှုခရစ်ကိုယဉ်ညွန်းတယ်လို့ပြောဒါဆိုကြည့်နော်ပညတ်တရားခက်တောင်မပေါ်သေးဘူးယေဘရဟိတ်ဆိုတဲ့အခေါ်ပေါ်အသုံးတော့အဲ့တော့မရှိသေးဘူးအဲ့ဒီကလေးကဘုရားကထာဝရယေဘရဟိတ်ယေရှုအဲ့ဒါကိုပြန်ညွန်ပြတာသူတို့ရဲ့ဟေဘရဲလူမျိုးရဲ့ပထမဦးဆုံးအာဗြဟံတော်မှာအဲ့ဒီမေလခိဇေဒက်ဆိုတဲ့ယေဘရဟိတ်တနည်းအားဖြင့်ယေရှုခရစ်ကိုသူကမြင်ပြီးတော့ဆက်သွယ်ပြီးတော့ဝန်ခံခဲ့ပြီးတော့မှပေါင်းသိမ်းခဲ့တာဒါကြောင့်လို့မင်းတို့တွေအဲ့ဒီယေဘရဟိတ်အစစ်ဖြစ်တဲ့မေလခိဇေဒက်ထိလာပါဒါကိုပြောနေတာဟေဘရဲလူတွေမတက်လာဟေဘရဲလူဆိုတာယုံကြည်ခြင်းနဲ့ဘုရားကိုဆက်သွယ်တော်သူအခုဟေဘရဲဩဝါဒစာယူတွေပဲပြောမှာကျွန်တော်တို့ပြောနေတာကျွန်တော်တို့ဟာဘာတူလဲကျွန်တော်တို့ဟာအာဗြဟံအားဖြင့်ဝိညာဉ်အားဖြင့်ဟေဘရဲလူဖြစ်တာဣသရေလဖြစ်တာကျွန်တော်တို့ကအာဗြဟံကဘာလို့ဟေဘရဲလူလို့ခေါ်လဲဘုရားခေါ်တော်ကြားလို့ယုံကြည်ခြင်းနဲ့ဆက်သွယ်လာတော်သူအခုကျွန်တော်တို့ကဘုရားရဲ့ဝိညာဉ်ဘုရားစကားကိုကြားစီတယ်ဒါဆိုယုံကြည်ခြင်းနဲ့ဖျောက်ဆက်တော့ကျွန်တော်တို့ကလည်းဝိညာဉ်အဖြစ်ဟေဘရဲလူဖြစ်တယ်ဒါဆိုဟေဘရဲဩဝါဒစာကျွန်တော်နဲ့ဆိုင်ဒါဆိုဟေဘရဲဩဝါဒစာကအမောင်ကနေအလင်းလောကကနေဘုရားအထက်ဓမ္မဟောင်းကနေဓမ္မသစ်ပဋိညာဉ်ဟောင်းကနေပဋိညာဉ်သစ်စိတ်ထဲကနေဝိညာဉ်ထဲတဲတော်ဝင်းထဲကနေဟိုတဲတော်အထက်နော်မြေကြီးရာကနေကောင်းကင်ထဲသွားတော့မှာခရစ်တော်အထက်ပုဂ္ဂိုလ်ထဲကိုသွားတော့မှာအခုကျွန်တော်တို့ကဘယ်မှာပဲတစ်နေတယ်လဲဆိုရင်အဲ့မှာပြောတော့နော်ကျွန်တော်နည်းနည်းဖတ်ပြမယ်နော်ဖတ်ပြီးတော့မှအကြောင်းအရာလေးသဘောပေါက်သွားဟေဘရဲ9မှာ7ကနေထိုအခါမေလခိဇေဒက်အကြောင်းငါတို့ပြောเสียစကားအများရှိသို့တော်လည်းသင်တို့သည်ညံနှုံသောကြောင့်အပြောခက်လာ၏သင်တို့သည်ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်တဲ့တော်လဲဘုရားသခင်ဗျာဒိတ်တော်နဲ့ရှေးဥစွာသင်ရသောတရားနုတို့ကိုသူတစ်ပါးထံ၌တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ချီခဲ့သောအစာကိုမသုံးဆောင်နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏နို့ကိုသာသုံးဆောင်သောသူမိဒီက
tu nghe biết to chậm theo mà trên tiền này lý là gì gì cao chú mà cao chú của ban chạy tin này nó nhẹ bị đất đó giá anh em đối xem nhà đó tu biểu đó sau lên đó về sĩ đó tu đông cả chỉ cái đó xã hội của tổng sản giá trị nó thì bây giờ đi mình nó mình cái gì để cho cái bao của cái để Giêsu Christ để cho biểu trên à biểu lo mà giàu rồi mình nó no về đạo lý áo chỉ xem mà này áo chỉ mà lâu áo chỉ này sao là mà này đại mấy cái chuyện là no bị ba mình no tao chuyện này đã này bé bị này đi này Korean nó ấy mà Yemen này rồi nó đi ao mà sắp phải mà nó ấy no tao để đào vào đi cả bà lấy ra phát biểu này cái trong mình cái gì để trong biểu chuyện này bị nhiên để trong biểu chuyện này但是啊但是侬谈那trong biểu làm cái này khét để sốt để mà lâu để chẳng khét bỏ mà lâu chuyện bút xuyên ai nô tao bị đó mà hồ bá mà lại ám sĩ em sĩ nó đâu khai yang hồ biết tiền chẳng khét bỏ gần đây thế mà chẳng khét bỏ nó ai lúc về biểu mà hồ tại yên chết đó ở đó tìm mất là cho nó crypto rồi khăn rồi cái đó mọi người tìm mà dùng này bỏ đa bà về đi chơi ngã cho này mà chơi mau đó cho là giá vị nó trong lúc chúng nó cả yên chết đó ở đó của toa bộ đồ đó sau này đó ở dưới sĩ đó tụi mình cả chỉ cái đó sa bộ đồ thấy làm cái này khét đấy mà đó lên hóa ra mà hóa gì không ai biết mình nô về tao chuyện này ta lấy không biết đấy khả năng này hồ bất sản bỏ qua vì khả năng này nằm lấy khả năng biết rồi đa về cho nó nhìn chuyện này biết mà biểu bảo hồ cái lý về cái logic cái mà đấy đa về mấy đặc khá là lấy bí bà đặc khá là lấy lâu bí bà cái rồi hồ cho nó log ra mà ao nó log cả mà cho nó phải này ô cú rồi phải này toa là bộ tiền hồ Gandaya mà hồ restaurant toa mà sáng này Gandaya mà yêu sinh toa mà sáng này phải của cái miêu ấy phải hàng thảo ra nhà theo khó đó mà phải cái gửi đồ mi crypto theo khó đó mà nó thì cái này cho nó ra hồ biểu nít cái đi giờ cái này về cho nó ra ta quát ta phải bộ nó lúc sau đó local mà khán giả bên này là nó biểu lại ông pa lại biểu lại ông thì em mà khán giả mà tí cái lại ông nó trong lúc cái này cho nó ra nó go về mà tông sang nó bên này chỉ cái đó sao trong mà chính tiệm mà đi chơi polo bi nó tên tuổi na khá chính cao khá mà nó đặc biệt mấy cái cho nó go phải xuất khẩu đó mà cho nó cái yên chế bị cho nó biểu này là mà bu cho nó cái set đó à hay là bu xuất khẩu là cái gì cái trong lúc để ba go chẳng khéo bà đấy đi ra đi sao biểu là má để cho nó solo nó đặc biệt mấy chẳng khéo mấy chuyện nhau bị thôi chọn thì bây trong thì gen này sát sinh đó chuyện của nông đại gia chuyệnအဲ့ဒါကကျွန်တော်တို့ကတစ်ချိန်လုံးကအပြစ်ထဲမှာရှိခဲ့တယ်လောကသားဖြစ်ခဲ့တယ်ဖခင်နဲ့အဆက်အသွယ်မရခဲ့ဘူးเนาะဖခင်သားမဟုတ်ဘူးခရိယမိဘအတိုင်းဝိုင်းကတာမွေးလာပြီးမြဲကျွန်တော်ကအပြစ်သားဖြစ်တယ်တည်ခြင်းရဲ့အကျင့်ထဲမှာရှိတယ်ဒုစရိုက်ထဲမှာရှိတယ်မွေးကြကဗီဇအပြစ်ထဲမှာရှိတယ်အဲ့ဒါကိုနောင်တရတယ်ဘုသူကြောင့်လည်းယေရှုခရစ်တော်ကသင်နဲ့ကျွန်တော်ရဲ့အပြစ်ကိုပေးဆက်ပေးပြီးကားထဲမှာအသေးခံပေးပြီးတကြုံမြုံနှံပြီးရှင်ပြန်ထားမြောက်ပြီးမင်းအပြစ်တွေအတွက်နောင်တရဖခင်ယေရှုပြုပြီးတော့မင်းကိုငါတို့ကိုကျွင်းလုပ်ပြီးကင်လုပ်ပြီးအဲ့တည်ခြင်းနဲ့ဆက်ဆိုင်တဲ့ဗီဇဒုစရိုက်ထဲမှာအကျင့်ကိုနောင်တရခြင်းနဲ့လားအဲ့ဒါကနေစရတယ်နော်နောင်တရခြင်းဘုရားသခင်ကိုယုံကြည်ခြင်းအဲ့ဒါနေစအဲ့ဒါကနေခရိယန်ကစနော်စစ်မှန်တဲ့ယုံကြည်တော့စအဲ့ဒါပြီးတာနဲ့တကယ်ပဲဘုရားကိုယုံနေဝန်ခံတဲ့လက်တွေ့ဗတ္တိဇံခံတယ်လက်တွေ့ဗတ္တိဇံခံတယ်ဆိုတာကတော့မြင်ရတဲ့အရာမှာကျွန်တော်ကြီးမှသွားနေလိုက်တယ်တကယ်စစ်မှန်တဲ့ဗတ္တိဇံကတော့ခရစ်တော်ထဲမှာမြုံနေအသက်ရှင်ခြင်းနော်ဒီကနေ့ကျွန်တော်တို့ကဗတ္တိဇံခံတယ်လို့ကြားလိုက်ရင်ဆိုဗတ္တိဇံအမျိုးမျိုးရှိတယ်မရှင်းတော့ဘူးနော်ဗတ္တိဇံလို့ကြားလိုက်ရင်ငါတို့ကယေရှုခရစ်ကိုကယ်တင်ရှင်လက်ခံပြီးပြီဒါဆိုရင်ငါတို့ကရီမှသွားနေလိုက်တာဗတ္တိဇံခံမှန်တယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့ပဋိဇံဝိညာဉ်ထဲမှာကျွန်တော်နေ့စဉ်မြုံနှံဝန်ခံအသက်ရှင်ခြင်းအဲ့ဒါစစ်မှန်တဲ့ပဋိဇံဟုတ်ပြီနော်
ye be khana to aso mkhane to choka le apho kain ko not kha yi so khan so to so lai ti la no yi so ra ga yi so ra be shi de ho pathama de jing to bi bo de ke crypto ke shin ne de ke the bo paw let khan lo yi so lai da kaung ba de ai da de ke le lok ya ma le da me to cho ja ro le crypto ke de shin ne ma ti be ne a phe me ga sen ne pi lo a tin tot that da ai yi so ra ro sorry le no ai di yi myok da ga yi myok yi so khriyan de ke de jin me ya de ke tin chin ya le crypto ya mimi ye yun lo shin ke tin chin lo the bo paw la le khan ma ai di chain ma a dai be dai crypto ne tu ti bi myok lai de crypto ne tu shin ne yi de paw tha laအဲ့ဒါလက်တွေ့လဲကျင့်သုံးဖို့လိုတယ်လက်တွေ့လဲလူရှိဖျားရှိနတ်ဆိုရှိမှာတက်တည်ထူရတယ်ငါခရစ်တော်ရဲ့သားဖြစ်ပြီနောက်တစ်ဆင့်အဲ့ဒီဗတ္တိဇံရဲ့အစစ်မှဆိုတကယ်ဝိညာဉ်ထဲမှာမြုပ်နေအသက်ရှင်ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့ခံစားစိတ်ကိုယ့်ရဲ့အလိုဆန္ဒစိတ်အားလုံးကိုခရစ်တော်ထဲမှာကိုစဉ်းစားတာကောပြောတာကောလှုပ်ဆောင်တာအားလုံးခရစ်တော်ရဲ့သဘောထဲမှာမြုပ်နေတယ်အဲ့ဒါစစ်မှန်တဲ့ဗတ္တိဇံအဲ့ဒါဝိညာဉ်နဲ့ဗတ္တိဇံဟိုတခါလာလဲဝိညာဉ်နဲ့ဗတ္တိဇံကျွန်တော်အော်ရာပဲမြင်တော့တယ်နော်အဲ့ဒါကဖြစ်ခဲ့တယ်အဲ့ဒီအချိန်အဲ့ဒီခေတ်မှာဖြစ်ခဲ့တယ်မှန်ပါတယ်လက္ခဏာတစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကလေအတွင်းထဲမှာဘာမှမရှိဘဲနဲ့သူကရောဆိုအော်ပြီးတော့စအော်ဖို့ပဲကျွန်တော်တို့ကသိနေတယ်နော်တကယ်တော့အတွင်းထဲမှာတကယ်ပဲအဲ့ဒီဝိညာဉ်တော်ကကိုကအချိတ်ဆက်ရသွားလို့ကိုတော်မှနားမလည်သတိမထားမိတတ်တဲ့စကားထွက်လာအဲ့ဒါမှန်တယ်လေနော်ဒါပေမဲ့ဒီကနေ့ကျွန်တော်ရဲ့အတ္တတာထဲမှာစစ်မှန်တဲ့ဗတ္တိဇံကတော့တကယ်ခရစ်တော်ထဲမှာမြုပ်နှံနေခရစ်တော်ပဲလွှမ်းခြုံသွားတယ်ခရစ်တော်လွှမ်းခြုံခရစ်တော်ပေါ်လာအခုတော့ကျွန်တော် original ပြောချင်တာပြောတကယ်ခရစ်တော်ကဥဆောင်တဲ့အတ္တတာမရှိအဲ့ဒါဗတ္တိဇံဝိညာဉ်နဲ့ဗတ္တိဇံကိုကျွန်တော်တို့ကဟိုရောင်ဝါလုပ်နေတာပေါ့နော်ဆိုတော့ဒီကနေ့အဲ့ဒါကိုကျွန်တော်နောင်တနဲ့တည်ခြင်းနဲ့ဆိုင်တဲ့အကျင့်ကိုနောင်တရယုံကြည်ခြင်း foundation လာပြီးဗတ္တိဇံဗတ္တိဇံမှာတော့မှတကယ်မြင်ရတဲ့ရေမှာတကယ်ခရစ်တော်ယုံကြည်လက်ခံတဲ့အရာကိုဝန်ခံတဲ့ရေမှာပုံဆောင်တယ်ပြီးရင်တကယ်ဝိညာဉ်နဲ့ဝိညာဉ်ထဲမှာမြုပ်နှံတဲ့အသက်ရှင်ဗတ္တိဇံပြီးတဲ့အခါမှာတေလွန်တော်သူတို့ထမြောက်ခြင်းထမြောက်ခြင်းအသက်တာခရစ်တော်နဲ့ထမြောက်ပြီဆိုတဲ့အသက်ရှင်ခြင်းအဲ့ဒါကိုလည်းနားလည်ဖို့လိုတယ်နော်ဗတ္တိဇံခံပြီးတော့ရေကပေါ်ထလာဆိုတော့ဒါကြောင့်ပြန်ရှင်တဲ့အသက်နဲ့ငါတို့ကဖခင်ကိုဝန်ခံမယ်ပြီးရင်ပြန်ရှင်တဲ့အသက်နဲ့သူကခရစ်တော်ဥဆောင်ခြင်းကိုတွားမှသူကသာဝရစီရင်ခြင်းသာဝရကာလမှာဖခင်ဘာအစီအစဉ်ရှိတယ်ဘာအလေးလာတွေကိုမြင်ရတယ်ဆိုအဲ့ဒီအကြောင်းရင်းတွေကိုကျွန်တော်ကတစ်ဖြစ်ချင်းဆင်ញင်သိရတယ်နော်အမှဒီအစစ်နေပြောပြီနော်ဒီကျင်းနဲ့ဆန်ဆန်နဲ့အကျဉ်းအောင်တရားယုံကြည်ဗတ္တိဇံတွင်တင်လက်ကိုတင်လက်တင်ဆိုတာကတော့အခွင့်အာဏာပေါ့ခွဲခံမှတ်သားတယ်ပေါ့နော်တကယ်ပဲဖခင်နဲ့ထပ်တူဖြစ်ခြင်းနော်တရားတဲ့ကိုတည်းဖြစ်ခြင်းပြီးရင်တင်လွန်တော်သူရဲ့ထားမြောက်ခြင်းပြန်ရှင်တဲ့တဏ္ဍမွေးတော်ခြင်းသာဝရစီရင်ခြင်းသာဝရကာလမှာနော်ဒီဟုသောဒီ6ခုမူလအမြစ်ကိုငါတို့ဒီပြန်၍မတည်ပဲအခုဒါနဲ့ပဲကျွန်တော်အလုပ်ရှုံဒီ6ခုနဲ့ပဲအလုပ်ရှုံအဲ့တော့ဒါမူလအမြစ်ဟိုမှာခုံတစ်ခုနော်ခုံကိုဆင့်လိုက်တယ်တစ်ခုပြီးတစ်ခုဆင့်လိုက်တယ်နော်ဆင့်ပြီးတော့မှဒီပေါ်မှာရက်ကြည့်ဒီအောက်ကိုဖြုတ်ချလိုက်ပြုတ်ချအဲ့တော့အခုကဖြုတ်ချခိုင်းတာမဟုတ်ဆက်တက်ဖို့ပြောတာနော်မဟုတ်ဘူးအခုကတော့ဒီ6ဆင့်ထိရောက်ပြီဒါကနေပဲပြန်လုံတယ်ဒါပဲပြန်တယ်တခါလာလဲဒါပဲပြန်တင်နေတယ်တခါလာလဲဒါပဲကြားကျင်နေတယ်ဟိုးကြည်ခဲ့သောစာဆက်မတော်နော်အကြောင်းထားခဲ့ဖို့လိုပြီစုံလင်သောအဖြစ်တို့တက်ကြကုန်အပ်ဆုံးဖြတ်ခြင်းတည်းဟူသောမူလအမြစ်ကိုငါတို့သည်ပြန်၍မတည်ပဲခရစ်တော်ဤဘာသာ၌အစအုပ်ဖြစ်သောအကြောင်းအရာတို့ကိုထား၍စုံလင်သောအဖြစ်တို့တက်ကြကုန်အပ်နော်ဖျားသခင်အခွင့်ပေးတော်မူနေငါတို့သည်ထိုးချုပ်တူးကြမည်ဆက်တရအောင်အလင်းတို့တစ်ခါရောက်၍ကောင်းကင်ဆုကျေးဇူးကိုမြည်ဆန်းခြင်းတန်ရှင်သောဝိညာဉ်တော်ကိုခံယူခြင်းဖျားသခင်ကောင်းမြတ်သောတရားစကားကို၎င်းနောင်ကာလ၌တကူများကို၎င်းမြည်ဆန်းခြင်းရှိပြီးမှရွေ့ရော်ဖောက်ပြန်သောသူတို့သည်ဒ
ဒီနေရာမှာအများဖြစ်ဘာမားတက်လဲဆိုတော့ဟာသူကကက်တင်ချင်းရပြီဒီလိုအခြေအနေတော့တက်လာပြီသူပြန်ပြီးတော့ best life ဖြစ်သွားတယ်ဒါဆိုရင်သူကဆုံးရှုံးပြီနော်ကက်တင်ချင်းဆုံးရှုံးပြီအဲ့တော့ပြောတာမဟုတ်ဘူးတော်တော်များများကအဲ့လိုအတိတ်ပဲဖွင့်ခဲ့တယ်အဲ့လိုမပြောဘူးသူဆိုလိုချင်တာကဒီလောက်ထိတောင်မှဒီကောင်းကင်စုကျေးဇူးကတော့မိပြီးတော့မိစမ်းပြီးအလင်းကိုရခဲ့တဲ့သူကပြန်ရွေ့ရော့တတ်တယ်နော် best life ဖြစ်တတ်တယ်မိစမ်းခြင်းမှာရွေ့ရော့ဖောက်ပြန်တော်သူတို့တွေမိမိတို့တွင်ဘုရားသခင်လက်ဝါးကားတိုင်းလို့ကိုမြတ်ရဲ့အထရီတော်ကိုရှုံချတော်သူဖြစ်တော်ကြောင့်နောက်တစ်ဖန်နောင်တရတော့ငါအတိတ်ပြုပြင်ခြင်းလို့မရောက်နိုင်ကြနော်အတိတ်ဘကသူက best life ဖြစ်သွားပြီးတော့မှသူရဲ့ဘဝကိုဒီအခြေအနေပြန်ရောက်လာဟိုးအစကိုပြန်စစရာမလိုပါဘူးအဲ့ဒါအတိတ်ဘကအဲ့ဒါကိုဆိုလိုတာသူကငရဲကဲတင်ချင်းဆုံးရှုံးပြီးအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးသူရဲ့အတိတ်ဘကနောက်တစ်ဖန်နောင်တရအတော့ကအတိတ်ပြုပြင်ခြင်းတို့မရောက်နိုင်ဗမာစလုံးနဲ့အင်္ဂလိပ်စလုံးနဲ့နော်ရှင်ဖတ်လိုက်တဲ့အတိတ်ပဲကွာနော်သူကကဲတင်ချင်းမရတော့ဘူးရှုံသွားပြီလို့ဗမာစလုံးကအဲ့လိုမြင်အောင်ပြောပြီးမြင်တကယ်တော့အစကနေပြန်စရင်လည်းအတိတ်ပဲမရှိတော့ပါဘူးတဲ့လူဟာမာတတ်တယ်တော့အောက်မှာပြောပြအောက်မှာသူဥပမာရေးထားပြီးခုနှစ်နဲ့ရှင်းပါဟုတ်ပြီနော်ဒါကိုသိချင်တာတော့ဆိုတော့ကျွန်တော်တို့ကခုန foundation ကနေစလာဆက်တက်သွားဖို့ပဲအဲ့ဒီအချိန်မှာဂျားမှာပြုတ်ကျသွားတယ် best life ဖြစ်သွားတယ် best life ဖြစ်သွားဆိုသူကတည်းကရှုံးတာမဟုတ်ဘူးသူကဘာလို့ဆိုအစကနေပြန်စဖို့လားမလိုတော့ပါဘူးစစရာအကြောင်းလည်းမရှိတော့ပါဘူးရှေ့ပဲဆက်သွားပါနော်အရှိကိုပဲဆက်မျှော်ကြည့်ပါဒါကိုပြောတယ်ဥပမာအားဖြင့်တဲ့ဥပမာကသူကဥပမာပေးပြီးတော့နားလဲအောင်သူက best life ဖြစ်သွားတယ်ဒီအစင်း6စင်တီတက်လာပြီးမှသူက best life ဖြစ်သွားတယ်ဆိုရင်တဲ့သူကဘာနဲ့တူတယ်လဲဆိုရင်ဥပမာကအကျဉ်မြေဒီမိမိအပေါ်သို့အဖမှန်ကြတော့မိုးရိပ်ကိုတောက်၍လောက်တော်သူသုံးဖို့ဟင်းသီးဟင်းရွက်ကိုဖြစ်စေတတ်၏ထိုမြေဒီဘုရားသခင်ကောင်းချီးမင်တော်ခံတတ်၏မြေနဲ့နိုင်ပြောမယ်နော်တဲ့အဲ့ဒီမြေပေါ်မှာမိုးရိပ်ကအမြဲတမ်းကျပြီးတော့တဲ့အဲ့ဒီမိုးရိပ်ကိုပေးတဲ့သူသုံးဖို့ဟင်းသီးဟင်းရွက်ကိုဖြစ်စေတတ်တယ်ဒါဆိုရင်အဲ့ဒီမြေဟာတဲ့ကောင်းကြီးမင်တော်ခံထိုက်တော့သူဖြစ်တယ်တဲ့နောက်ပြောင်းပြန်ပြောပြီးအချင်းမြေဒီစုပင်အမျိုးမျိုးကိုဖြစ်စေတတ်ဒီလောက်တောင်မှကောင်းကြီးပေးတယ်မိုးရွာစေတယ်ဒီလောက်တုံတင်လာတယ်ဆိုရင်တုံတင်နေပြီမဲ့သူကတဲ့ဟင်းသီးဟင်းရွက်ကိုဖြစ်စေတယ်စုပင်ကိုဖြစ်စေတယ်တဲ့စုပင်ကိုဖြစ်စေတယ်ဆိုရင်တဲ့ထိုမြေဒီပြုစုခြင်းကိုမခံထိုက်နော်ကျင့်ခြင်းကိုခံရတော့အချိန်နီးသည်ဖြစ်၍ဒီကျင့်ခြင်းဆိုတာကငရဲကိုပြောတာမဟုတ်ဘူးဒီကျင့်ခြင်းဆိုတဲ့အတိတ်နောက်ဆုံးမိရှုခြင်းနော်သူကဘာလို့လဲသူကပြုစုပေးနေပေမဲ့သူကဟင်းသီးဟင်းရွက်မဖြစ်စေဘူးစုပင်မဖြစ်စေတော့သူကအတိတ်ပဲပါဆိုတစ်သားကောက်ရုံမြက်6ပဲဖြစ်နေတာဇာတိအရာပဲဖြစ်နေတာသူကပြုစုရင်ဝန်ခံရင်ဟင်းသီးဟင်းရွက်ဖြစ်အောင်ဒါကရွှေငွေကြောက်ကောင်းဖြစ်ရမှာသူကရွှေငွေကြောက်ကောင်းမဖြစ်ဘူးဒါဆိုရင်မင်းတို့ဟာမိရှုပဲတန်တော့တယ်အဲ့ဒီကျင့်ခြင်းဆိုတဲ့တစ်သားကောက်ရုံမြက်6လိုမျိုးမိရှုပြီးတော့မှမောင်မိုက်ဆိုတာငရဲမဟုတ်ဘူးနော်အဲ့ဒါပဲသွားဖို့တန်တော့တယ်တဲ့အဲ့ဒါကိုပြောတာဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီ foundation 6ခုကိုဆင့်လာဖို့လိုတယ်ဆင့်ပြီးတော့တစ်ခါတလေပြုတ်ကျသွားတယ်ဆိုရင်ပြန်စစရာမလိုပါဘူးအဲ့ဒီပြုတ်ကျသွားတဲ့သူကဘာနဲ့တူတယ်လဲဆိုရင်တဲ့မိုးရီကိုရပြီမဲ့သူဟာဟင်းသီးဟင်းရွက်ကိုမပေးဘဲနဲ့စုပင်ကိုပဲပေးတဲ့အတွက်သူရဲ့လှုပ်ဆောင်ခဲ့တဲ့အရာအလုံးဟာဘာလဲဆိုတော့တစ်သားကောက်ယူမြက်6ကဲ့သို့နောင်သွားမဲ့အရာပဲဖြစ်နေတယ်ဒါကြောင့်မလို့တဲ့မင်းတို့တွေဟာဒီ foundation ကိုပြီးတော့မှပြုတ်ကျတတ်တယ်ပဲထားအောင်အစနဲ့ပြန်မစနဲ့စစရာလည်းမလိုတော့ဘူးအရှိကိုပဲဆက်သွားအဲ့ဒါဆက်တဲ့အဲ့ဒါကိုပြောတာနော်ဒါကြောင့်ကျွန်တော်တို့တွေဟာဒီကနေ့တခါလာလဲနမိတ်လက္ခဏာတခါလာလဲနော်စကားပြောတာတခါလာလဲနော်ဒီနို့နဲ့ပဲကျွန်တော်ကြည်နဲ့နေဆက်သွားဖို့ပုံကိုဖြစ်တဲ့ခရစ်တော်ထဲကိုသွားဖို့နော်တဲတော်ဝင်းကနေဟိုအတန်ရှင်ဆုံးဌာနထဲဖျားနဲ့ပုံကိုထဲမှာဝင်သွားဖို့နော်အဲ့တော့ဒီကနေ့ဘာပြောချင်လဲဆိုတော့
ခရစ်တော်ဟာတတို့သားခရစ်တော်ဟာတတို့သားနဲ့ဆက်နွယ်တော်သူဟာခရစ်တော်သူကိုသူတတို့သားလို့မိတ်ဆက်တယ်နော်မင်္ဂလာဆောင်လူလင်နဲ့သူကတတို့သားကိုဘယ်သူတွေကကြီးလို့မရလို့ဆိုခရစ်တော်ဘယ်သူကြီးလို့ဘာသာရေးအုပ်စုတွေကကြီးလို့မရဖာရိရှဲတွေကလေနော်မင်းတို့ကအစာလည်းမရှောင်ဘူးတဲ့ငါတို့ကျင့်တယ်လည်းမကျင့်ဘူးတဲ့အဲ့ဒီမှာတဲ့ငါဟာတတို့သားဖြစ်တယ်တဲ့ယေရှုတဲ့မင်းရဲ့တပည့်တွေအစာလည်းမရှောင်လာပါလားတဲ့ဘာသာရေးအုပ်စုကလာဆွဲလေအဲ့နဲ့ယေရှုကသူကဘယ်လိုပြန်မဖြေဘူးလဲဆိုရင်ဓမ္မဟောင်းမှာဘယ်လိုပြောတယ်ကျမ်းပိုက်ကဘယ်လိုမဖြေဘူးအဲ့လိုမဖြေငါဟာတတို့သားမင်္ဂလာဆောင်လူလင်ရှိတဲ့အခါမှာသူ့အပေါင်းဖော်တွေကတဲ့သူ့အပေါင်းဖော်တွေကမမြည်တမ်းပါဘူးဝမ်းမနေပါဘူးတဲ့ဝမ်းမြောက်ခြင်းနဲ့ပေါင်းသင်စားတော့ပြီတဲ့ဖယားနဲ့ကျွန်တော်ဆက်ရမှာကဘာသာတရားနိလန်းနဲ့ထုံတန်းစင်လာနဲ့စီးမြင်စည်းကမ်းနဲ့မဟုတ်ဒီလိုပြုတ်လို့လဲဘလို့ရှုတအဲ့လိုမျိုးဗျာမတာအဲ့လိုလဲမဆိုလို့လေပုတ်ခရစ်တော်ဟာပုတ်ကိုဖြစ်တယ်တတို့သားဆိုရင်သူနဲ့ဆက်နွယ်တဲ့သူဟာဘူးလေအပေါင်းဖော်ဆိုတကယ်ယဉ်နီးစွာပုတ်ကိုနဲ့ပေါင်းဖော်တော်သူနော်အဲ့ဒီထိတွားရမှာပြီးရင်သူဟာတတို့သားလို့ပြောတဲ့အခါမှာကျွန်တော်တို့ဟာရှမသက်20နှစ်မှာမင်္ဂလာဆောင်ပွဲကိုခေါ်ဖိတ်ခံတဲ့ဧည့်သည်တို့ရှိအဲ့ဒီခရစ်တော်ဟာတတို့သားမင်္ဂလာဆောင်ပွဲမှာအဲ့ဒီကျွန်တော်တို့ကဧည့်သည်နေနဲ့ပါသွားမှာတွားပြီးတော့ပေါင်းတင်စားတော့ဆက်ဆံရမှာအခုကျွန်တော်ဒီမှာစီဝေးရဆိုတာဆရာမရေဝေတို့ဆရာချာလီတို့ကြောင့်ကျွန်တော်စီဝေးနေတာမဟုတ်တာခရစ်တော်ကြောင့်စီဝေးနေဟုတ်လားဒါဆိုခရစ်တော်နဲ့မွေ့လျော်နေတာခရစ်တော်ရဲ့ကျွေးတဲ့အစာနဲ့ကျွန်တော်မွေ့လျော်နေတာစားတော့နေတာအဖွဲ့အစည်းလှုပ်တန်းကစားနေတာမဟုတ်ဘူးနော်ကျွန်တော်တို့အတူတူခရစ်တော်ကိုမွေ့လျော်ရအောင်ခရစ်တော်ကိုဆင်ခြင်ရအောင်ခရစ်တော်နဲ့ကျွန်တော်တို့တယောက်နဲ့တယောက်စားတော့ရအောင်အခုကျွန်တော်ကပြောလိုက်တယ်ကျွေးမွေးလိုက်တယ်ကျွန်တော်လည်းပြန်စားနေရတာပဲအဲ့တော့ကျန်တဲ့ညီကောင်မောင်မတွေကရတဲ့ရောက်ဟာပြန်ပြီးတော့ဂျင်းနှံ့လိုက်တာလွတ်မြောက်သွားတယ်စားတော့နေကြတာအဲ့ဘာလို့လဲခရစ်တော်ကိုပြောနေတာအခုကျွန်တော်အကြောင်းကျွန်တော်ပြောနေတာမဟုတ်ဘူးခရစ်တော်ကိုပြောတယ်ခရစ်တော်ကိုကြည်နဲ့တယ်မွေ့လျော်တယ်အဲ့ဒါမင်္ဂလာဆောင်ပွဲတို့သားရှိရင်လေတို့သားရှိရင်ပြောတယ်လေတို့သားအိမ်ဟာမသားအိမ်မမဟုတ်တာအဲ့တော့တင်ကတပတ်အစည်းအဝေးလာပြီးတော့မသားအိမ်လာတဲ့ပုံစံနဲ့မလာနဲ့လေတကယ်ခရစ်တော်ကိုလာကြည်နဲ့ခရစ်တော်အများကြီးကျွန်တော်အရင်တော့ဘုရားရှိခိုးသွားတော့ခါညီမတိတ်ဆိတ်စွာအဲ့လိုမျိုးတခြင်းနေရှိနေ။အိုးညီညီလေးနေမဟုတ်တကယ်ကြောက်ရွံ့မဟုတ်ဘူး။ဘုရားပုပ်ကိုကျွန်တော်တို့ကဝမ်းမြောက်စွာနဲ့လာပြီးတော့မွေးလျော်သုံးဆောင်ဆက်ဆံမှာခရစ်တော်ဘုသူလေအာမင်။ခရစ်တော်ကောင်းမြတ်တဲ့အာမင်။အိုးသခင်ယေရှုဝန်ခံနေတယ်ကြီးနဲ့နေတယ်စားတောက်နေတယ်ဟုတ်တယ်ခရစ်တော်ဟာဘာဖြစ်တယ်မင်္ဂလာဆောင်ပွဲမှာကျွန်တော်စားတောက်နေတယ်ကျွန်တော်အတုပအိမ်လာနေတာမဟုတ်နော်အတုပအိမ်မျိုးတိတ်ဆိတ်နေတက်စားလာပြီးတော့ရိုးရိုးတည်တည်လေးထိုင်နေအဲ့ဘာသာတရားအဲ့ဒါအတုပအိမ်တကယ်တာခရစ်တော်မျက်မှောက်မှာဆိုဝမ်းမြောက်တယ်လုံးမြောက်တတို့သားဖြစ်တဲ့အတွက်အပေါင်းပေါ့တတို့သားဖြစ်တဲ့အတွက်ဧည့်သည်တော်လာဝမ်းမြောက်တတို့သားဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာအပြူကညာတွေတနေ့ကျရင်သူ့ကိုလက်ဆက်မဲ့အပြူကညာတွေအဲ့ဒီအပြူကညာဆိုတာကယူထုံးစံမှာသူကဟာလေစိစက်ထားပြီးအပြူကညာဆိုတာစိစက်ထားပြီးဆိုရင်သူကတနည်းအားဖြင့်လက်ထပ်ပြီးလို့သတ်မှတ်ထားတယ်ဒါပေမဲ့တစ်နှစ်အတူမနေရသေးဘူးအဲ့ဒီတစ်နှစ်အတွင်းမှာသူကသစ္စာရှိတတို့သားကိုမျှော်လင့်ခြင်းနဲ့တန့်ရှင်းစွာသူ့ရဲ့အသက်တာကိုပြင်ဆင်ရတယ်ဒါကျူထုံးစံနော်ဒါကြောင့်မလို့အခုကျွန်တော်တို့ကခရစ်တော်ရဲ့ဝိညာဉ်ကိုရသွားပြီးတဲ့အခါမှာကျွန်တော်တို့ကတို့သမီးလောင်းနေဖြစ်သွားပြီအပြူကညာတွေဖြစ်ပြီအဲ့တော့သူပြန်လာသူနဲ့လက်မဆက်မဲ့အချိန်မချင်းမရောက်မချင်းကျွန်တော်တို့ပါပဲတန့်ရှင်းခြင်းစီကြောခံခြင်းစီဖြည့်ခံခြင်းအပြူကညာအသက်တာနဲ့ကျွန်တော်အသက်ရှင်ရအဲ့ဒီအပြူကညာအသက်တာဘာနဲ့မဆိုင်မြေကြီးနဲ့မဆိုင်ဘူးမြေကြီးဆွဲလန်းတဲ့အရာအောက်ချီအရာနဲ့ကနေပြီးတော့ကြော်လာပြီနော်အပြူကညာကရင့်ကျက်တဲ့အသက်တာကိုတွားနေတခါလာလဲဟိုကလိုချင်ဒီကလိုချင်မဟုတ်တော့ဟိုကမြင်ချင်ဒီကမြင်ချင်မဟုတ်တော့တကယ်ပုဂ္ဂိုလ်ကိုပဲမျှော်လင့်တော့တာအဲ့ဒါမှတနေ့ကျရင်တို့သားနဲ့လက်ဆက်မဲ့ပြင်ဆင်ခြင်းဥပမာပြောမယ်
Egypt ကခေါ်ထုတ်လာတယ်ခန္နန်ပြည်ဆိုတဲ့ဂရိတော်ဆိုတဲ့ခရစ်တော်တဲ့ကိုခေါ်သွင်းဖို့ဒါပေမဲ့ Egypt ကထွက်လာတဲ့သူတွေဟာဒီကန္နာယထဲမှာဝိညာဉ်တော်ဆိုတဲ့ဝိညာဉ်တော်ကိုပေါင်ဆောင်တဲ့ယောရှုဦးဆောင်ခြင်းကိုဝန်ခံမယ်အဲ့တော့ယောရှုဦးဆောင်ခြင်းကိုဝန်ခံရင်သူကပါလဲဆိုတော့သူ့ရဲ့ Egypt ရဲ့အတ္တတို့ကျွန်စိတ်ထားလူဟောင်းတို့နော်ဇာတိတို့အကုန်လုံးညင်းပယ်ပြီးယောရှုဦးဆောင်ခြင်းကိုဝန်ခံမှဂရိတော်ထဲရောက်သွားတာဒါဆိုခုကျွန်တော်တို့ကဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရပြီဆိုဝိညာဉ်တော်ရဲ့တုန်တင်ခြင်းကိုဦးဆောင်ဝိညာဉ်တော်ကိုခွင့်ပေးရင်ဇာတိလူဟောင်းငါအတ္တနော်အဲ့ဒါကိုဖယ်ပြီးတော့ဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းကိုဝန်ခံမှသူကအမွေမြည်တဲ့ခရစ်တော်တဲ့ဖခင်ထဲရောက်သွားမှာအဲ့ဒါကအပြုကညာအဲ့ဒါကတတိကျရင်တို့သားနဲ့လက်ဆက်မဲ့အပြုကညာအခုကတော့ဒီကနေ့ကျွန်တော်တို့ကပါလဲဆိုတော့ဂျွန်ဘဝကတော့ထွက်လာတယ်ဂျွန်ဘဝကထွက်လာပြီမဲ့ကျွန်တော်တို့တွေဟာနော်ဟိုခန္ဓာပီနာဝင်သွားတဲ့အထိအတ္တတာကြီးသွားတာလူကြီးတာဖြစ်သွားတာအတ္တမကုန်ဇာတိကမဖယ်ဘူးငါဆိုတကောကောနေတော့လူသာကြီးသွားတာလူဟောင်းလူကြီးလူဟောင်းလို့ခေါ်တယ်နော်လူကြီးလူဟောင်းစိတ်ထားမပြောင်းလဲဘူးအတ္တတာကြီးသွားတာဝိညာဉ်အတ္တတာဟောင်းနေတော့မယ်လူကြီးလူဟောင်းဆိုအမွေမရဘူးနော်အတင်းတော်ထဲမှာဟိုအဖွဲ့စည်းထဲမှာဟိုဖျားလူကြီးလို့ဘာလို့မိမ့်ဒီပဲထိုင်ချင်နေကြတယ်လူကြီးလူဟောင်းစိတ်ထားကတော့မပြောင်းလဲဘူးအပြိုကညာအတ္တတာနဲ့အသက်မရှင်ခြင်းဘူးညီကြီးနဲ့ပဲပတ်သက်ချင်နေတယ်အခုဒီမှာလူငယ်တွေပါဒါပေမဲ့လူငယ်တွေပေမဲ့တင်တို့တွေနော်အဲ့ဒီဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းနဲ့သူရင့်ကျက်တဲ့အတ္တတာဒီဆက်မလန်းသွားဘူးဆိုရင်နော်တင်တဲ့တနေ့လူကြီးလူဟောင်းမဖြစ်သွားမှာလူကြီးလူဟောင်းဆိုရင်ခန္ဓာထဲမရောက်အမွေမြေခရစ်တော်ထဲမရောက်ဘူးနော်ဒါကြောင့်မလို့အခုကျွန်တော်တို့ကိုဟိုဟိဘေဩဝါဒစာဆိုတာကမေလကိဇေတဲ့အထိရင့်ကျက်တဲ့အတ္တတာထိသွားဖို့နော်ယူထုံးစံနေတဲတော်ဝင်းနေဓမ္မဟောင်းနေဗဒိညင်ဟောင်းနေခြံခဲ့ပြီးတော့အစ်စ်ပုဂ္ဂိုလ်တဲ့ကိုသွားဖို့နို့ကြီးပဲမတောက်နေနဲ့တော့နို့ကြီးပဲတောက်တဲ့အတွက်ကျွန်တော်တို့ကအားမရှိတာကြည်ခဲ့သောအစာကိုစားဖို့လို့နော်ဒါကြောင့်မလို့ဒီမှာဗာပြောလဲဆိုရင်ဒီယာကိုရဖို့တဲ့ကျွန်တော်ကြော်ဖတ်လိုက်တော့ငယ်73ဘုရားသခင်ဒီအာဗြဟံနဲ့ဂရိထားတော်မူသောအခါကိုတော်ထက်တာ၍ကြီးမြတ်သောသူကိုတိုင်တ၍ကျင့်ဆိုရမရှိသောကြောင့်ကိုတော်ကိုတိုင်တ၍ငါသည်တင့်အားအစဉ်မြဲကောင်းကြီးပေးမည်တင့်ကိုအစဉ်မြဲပွားများစေမည်ကျင့်ဆိုတော်မူ၏ထိုသောနှစ်ညီအာဗြဟံသည်တိခံနဲ့စောင့်နေပြီးမှဂရိတော်ကိုဝင်စားလေ၏လူတို့သည်မိမိထက်ကြီးမြတ်သောသူကိုတိုင်တ၍ကျင့်ဆိုလို့ရှိကြ၏မြဲမြံစေတတ်သောအကျင့်သည်ငင်းခုန်ခြင်းရှိသမျှကိုဖြေတတ်၏ထိုကြောင့်ဂရိတော်ကိုအမွေခံရသောသူတို့သည်ဖျားသခင်အကြံစီတော်မဖောက်ပြန်နိုင်ခြင်းကိုအတတ်သိစေခြင်းကဖျားသခင်သည်အကျင့်အားဖြင့်အာမခံတော်မူ၏နော်အာဗျံတော့ကဖျားကကျင့်ဆိုပြီးတော့လာပြီးတော့နော်ဂတိပေးတယ်တစ္ဆာပြုတယ်အဲ့တော့ဖျားကသူ့ထက်ကြီးတဲ့သူဘယ်သူမှမရှိဘူးဒါကြောင့်သူ့ကိုယ်သူတိုင်တယ်လိုက်တာသူ့ကိုယ်သူတိုင်တယ်ပြီးတော့မင်းဝင်လာပေးမယ်လာနော်အဲ့တော့အာဗျံကဖျားသူ့ကိုယ်သူကျင့်ဆိုတဲ့အတိုင်းသူ့ကိုယ်သူတိုင်တယ်ပြီးကျင့်ဆိုကဖျားအထက်မှာလာခါမှာအာဗျံကနောက်ဆုံးအာဗျံကအစတော့ကတော့မယုံကြည်ဘူးပဲတဖြည်းဖြည်းတက်လာတယ်နောက်ဆုံးဘယ်လောက်ထိဖြစ်သွားလဲသူ့သားကိုတောင်းတဲ့အခါမှာဖျားပေးတယ်ဖျားကိုပြန်ပေးတယ်အဲ့လောက်ထိအတ္တတာရိုက်သွားတယ်အခုကဖျားငါတို့ပဲပေးငါတို့ဆီကပြန်ပြီးနေပြန်ယူရင်ဖျားပါဖြစ်တယ်ညာဖြစ်တယ်ဖျားမပေးပါဖြစ်တယ်အဲ့ဒါခလေးအဲ့ဒါနှုတ်ပဲတောက်တာသူပတ်စံပဲလိုချင်တာပတ်စံပဲတစ်ချိန်လုံးပွားချင်တာနော်ပတ်စံကြီးကင်တာပတ်စံပဲပွားဒါပဲလိုချင်တာဟိုတကယ်ပုဂ္ဂိုလ်ခရစ်တော်မလိုချင်ဘူးအဲ့ပုဂ္ဂိုလ်ခရစ်တော်ရှာတော့နော်အဲ့ဒါတွေကနှုတ်တောက်တဲ့အရွယ်တွေမစော်ကားဘူးသူများကိုချိုးဖက်ပြီးပြောတာမဟုတ်ဘူးဆိုလိုချင်တာကတက်တော်တက်လမ်းပုဂ္ဂိုလ်ဆိုတဲ့ခရစ်တော်ထဲကိုသွားတကယ်တတို့သားဖြစ်တဲ့အတွက်အပေါင်းဖော်ခဲ့တော်မူလို့တတို့သားဖြစ်တဲ့အတွက်နော်ဧည့်သည်တော်ကဲ့သို့သူနဲ့သူစားတော့တတို့သားဖြစ်တဲ့အတွက်ကျွန်တော်ကအပြိုကညာနေနဲ့တန့်ရှင်းသောအသက်တာနဲ့သွားစီကြောခံတဲ့တော့ဝိညာဉ်တော်စီဖြစ်ခံတဲ့အသက်တာနဲ့သွားနော်တနေ့ကျရင်တတို့သမီးနေနဲ့သူနဲ့လက်ဆက်အောင်အဲ့ဒါ
အဲ့ဒီထိကျွန်တော်တို့သွားမှာဒါကြောင့်မလို့ခြံခဲ့တော့6ခုအရာတွေခြံခဲ့တော့ချော်လက်တက်တယ်ပြန်မစနဲ့တော့ပြန်စလို့လည်းအတိတ်ပဲမရှိရှေ့ကိုပဲဆက်သွားတော့နော်ချော်လဲတယ်ဆိုတဲ့အတိတ်ပဲကတော့တင်းဒီမိုးရွာပေမဲ့ဟင်းသီးဟင်းရွက်ကိုမပေးဘူးစုပေမဲ့ပေးတဲ့အတွက်အဲ့ဒါတွေကတော့မိလောင်သွားမယ်ဒါကြောင့်မလို့တင်တို့တွေကိုဆက်ပြီးတော့ဖခင်ကအာဗြဟံကိုဂတိပေးတယ်လို့မျိုးခေါ်နေပြီကျိန်ဆိုတာနော်တော့ဒီပထမကျိန်ချင်းဆိုတာကဟိုငရဲသွားတဲ့ကျိန်ချင်းမဟုတ်ဘူးဟိုကောက်ရုပ်တက်ကောက်ရုပ်မြချကဲ့သို့မိရှုလက်ခံမပြောတာဒါကြောင့်မလို့ဖခင်ကမရွေ့ရောဘူးဖခင်ဂတိရှိတယ်အာဗြဟံကိုသူ့ကိုယ်သူတိုင်တယ်ပြီးတော့ခေါ်တယ်လို့ငါတို့ကိုဟိုအတွင်းကန်းတဲ့ကိုခေါ်နေအဲ့ဒီထိလာနော်အဲ့ဒါကိုနားလည်စေချင်တာတတို့သမီးအနေနဲ့အဆင့်ထိတတို့သားကိုလက်ဆက်တဲ့တကယ်ပုဂ္ဂိုလ်နဲ့ပေါင်းတင်တဲ့အသက်ရှင်ခြင်းထိရောက်လာဖို့ဒီကနေ့ဝင်ကနေခြင်းဖြစ်တယ်ဒါကြောင့်ဖခင်ခေါ်တဲ့လမ်းမှာဖခင်ပဲရှိတယ်လူကိုမကြည့်နဲ့ဖခင်ခေါ်တဲ့လမ်းကျွန်တော်ကြည်နေတဲ့လမ်းတော့မဟုတ်ကျွန်တော်ကြိုက်တဲ့လမ်းတော့မဟုတ်ဘာမှမရှိဘူးစားတောက်ဆိုင်မရှိ restaurant မရှိ night club မရှိနော်ဟိုလေစရာတွင်းတော်ဝါမရှိဘာမှမရှိဖခင်ပဲရှိတယ်ဒါကြောင့်ဖခင်ကိုကြည့်ဖခင်နဲ့တော့ဒါဆိုရင်ခန္ဓာမှာရှိတဲ့လူဘလူတွေအေးစေတယ်နော်ကျွန်တော်တို့ခန္ဓာမြေဒီခေါမျိုးအေးစေတယ်အဲ့ဒါဟာလောကကိုအောင်တော့သူလောကဓာတ်ကိုအောင်တော့သူငါစာတိအတွေ့အတာအပြစ်တည်ခြင်းကိုအောင်တော့သူဖြစ်တက်လန်းလာဖို့ဖခင်အလိုရှိရဆိုတော့ဝင်လာတယ်ဘုရားခင်ကံကြည့်ပေးပါစေ